ပြန်လဲကမနစ်ကဖြစ်ဖြစ်တော့ဘယ်လိုများမေးရမလဲသူမသောစကားတွေရဲ့ဒီချိန်များရောက်လာရင်ကွယ်ပြန်ဆုံးကြမယ်တင်းချင်ရဲ့တွေခေါ်ရဆောင်ရဲ့လက်တွေချိုးရဲ့ပြန်ဆုံးမတော်နဲ့တွေကိုလွမ်းနာမျက်ရည်ကြတာခံစားနေရတာအကုန်ငါပြောမယ်တင်းချင်ရဲ့တွေရှင်ခုန်ရင်ဆောင်ရဲ့လက်တွေချိုးရဲ့ပြန်ဆုံးမတော်နဲ့တွေလုံးသောအဆောင်နေရတာမင်းဒီတော့အောင်ပြောပြချင်လို့ပါဘာရင်းပြောမလဲငါချိုးသေးချင်ရလို့ပဲပြောကြရဲကိုသိမထားနေတော့နော်ဘာရင်းပြောင်းလာမလဲပုံပေါ်ပြီးချင်နေတယ်လမ်းတော့65ရဲ့လုံးတော့နေချင်ရဲ့တွေခေါ်ရဆောင်ရဲ့လက်တွေချိုးရဲ့ပြန်ဆုံးမတော်နဲ့ကိုလွမ်းနာမျက်ရည်ကြတာခံစားနေရတာအကုန်ငါပြောမယ်တင်းချင်ရဲ့တွေခုန်ရဆောင်ခဲ့လက်တွေချိုးရဲ့ပြန်ဆုံးမတော်ရဲ့နေလေလုံးသောအဆောင်နေရတာမင်းပြီးတော့အောင်ပြောပြချင်လို့ပါဒီလိုချိန်တော့ချလွှမ်းရှက်များမှာရဆုံးနိုင်မငါစူတောင်းရဲ့နေပြလာမယ်ဆိုရပြောတဲ့ရက်တွေနဲ့ရောက်ပါစေတင်းချင်ရဲ့တွေခေါ်ရဆောင်ရဲ့လက်တွေချိုးရဲ့ပြန်ဆုံးမတော်နဲ့ကိုလွမ်းနာမျက်ရည်ကြတာခံစားနေရတာအကုန်ငါပြောမယ်တင်းချင်ရဲ့တွေရင်ခုန်ရင်ဆောင်ခဲ့လက်တွေချိုးရဲ့ရဆုံးမတော်ရဲ့နေလေလုံးသောအဆောင်နေရတာမြစ်တီတော့ပြောပြချင်လို့ပါတင်းချင်ရဲ့တွေခေါ်ရဆောင်ရဲ့လက်တွေချိုးရဲ့ပြန်ဆုံးမတော်နဲ့ကိုလွမ်းနာမျက်ရည်ကြတာခံစားနေရတာအကုန်ငါပြောမယ်တင်းချင်ရဲ့တွေရင်ခုန်